မြန်မာနိုင်ငံရဲ့ဘတ်ဂျက်အမြင့်ဆုံး project ကြီးသို့မဟုတ်ရန်ကုန် Central Railway Station မြန်မာနိုင်ငံဟာစီးရဲတယ်လို့ထင်ရပြီမဲ့ US ဒေါ်လာဘီလီယံချီပြီးသုံးစွဲနိုင်တဲ့နိုင်ငံပါ US ဒေါ်လာ4.5 ဘီလီယံတန်ကြီးရှိတဲ့ mega project ကြီးတစ်ခုလည်းတည်ဆောက်ဖူးပါတယ်မင်္ဂလာပါ Nay Developing ကနေကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့ US ဒေါ်လာ4.5 ဘီလီယံတန်ကြီးရှိတဲ့ရန်ကုန် Central Railway Station Project သို့မဟုတ်ရန်ကုန်ရထားဘူတာကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်ခြေလှမ်းတွေစလှမ်းလာတဲ့နိုင်ငံတစ်နိုင်ငံပါမြန်မာနိုင်ငံရဲ့အနာဂတ်မှာလမ်းပန်းဆက်သွယ်ရေးနှင့်တည်ယူပို့ဆောင်ရေးလွယ်ကူစေဖို့လူမှုဘဝတွေစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်လို့မြန်မာနိုင်ငံရဲ့အစိုးရက US ဒေါ်လာ2.5 ဘီလီယံတန်နဲ့ mega project ကြီးတစ်ခုကိုချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။အဲ့ဒါကတော့ရန်ကုန် Central Railway Station Area Comprehensive Development Project ဖြစ်ပါတယ်။ဒီ project ရဲ့မူရင်းအစကတော့အင်္ဂလိပ်လက်ထက်1889ခုတည်ဆောက်ခဲ့တာပါ။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါဂျပန်အင်္ဂလိပ်စစ်ပွဲတွေကြားမှာပျက်စီးခဲ့ရပါတယ်။အဲ့ဒီနေရာမှာပဲမြန်မာအစိုးရကဒီ mega project ကြီးကိုတည်ဆောက်ခဲ့တာပါ။မြန်မာပြည်သူ့ကဆရာကြီးတဦးဖြစ်တဲ့ဆရာကြီးဦးတင်ကမြန်မာရိုးရာယဉ်ကျေးမှုတွေမြန်မာပြည်သူ့ကအစွမ်းတွေကိုတစ်ကမ္ဘာလုံးကသိအောင်ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်ရန်ကုန်မှမန္တလေးရထားလမ်းအဖြစ်အစစ်မြင့်တင်ခြင်းရန်ကုန်မှမန္တလေးခရီးအကွာအဝေးကိုအချိန်တိုတွင်းသွားလာနိုင်အောင်ရန်ကုန် Mandalay Railway Project ကို US ဒေါ်လာ2ဘီလီယံနဲ့တင်တာခေါ်ကတည်ဆောက်ခဲ့ပါတယ်။ဒီ project ရဲ့ရည်ရွယ်ချက်ကတော့သွားလာရေးလွယ်ကူစေဖို့လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေဖို့ကုန်စည်စီးဆင်းမှုမြန်ဆန်စေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့တည်ဆောက်ခဲ့တာပါ။ဒီ project နှစ်ခုရဲ့တန်ဖိုးကတော့စုစုပေါင်း US ဒေါ်လာ4.5 ဘီလီယံတန်ကြီးရှိခဲ့တာကြောင့်ကမ္ဘာနိုင်ငံတွေကအံ့အားသင့်ခဲ့ရပြီးတော့မြန်မာနိုင်ငံကိုဂုဏ်ပြုချီးမွမ်းစကားတွေပြောဆိုခဲ့ပါတယ်။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။